လေးရှားမှာတောင်သွားတက်ပါမယ်မနေ့အစောကြီး9 နာရီလောက်ထကားမောင်း sunrise ကိုလည်းကြည့်ထမင်းကြော်တော့ပွဲနဲ့ကဲစပြီးတော့တက်ပါတော့မယ်ရှင်တဘာဝအလှပြီးတဘာဝရေတံခွန်တွေပေါ်များတဲ့ကူနန်းလမ်းဘက်တောင်သွားတက်မှာပါရှင်ကဲစတက်ခါစားမှာတော့ရန်နေတော့ကြွနေပါလေရှင်ဒါကတော့လမ်းတော့လမ်းတစ်လျှောက်လုံးမှာသဘောကျဆုံးကကန်းကော်ပန်းပွင့်နေအမောပြေကန်းကော်ပန်းနံလေးတွေကိုရှူရှာရင်ရှစ်ဆက်တက်ခဲ့သည်ပေါ့အဲ့ဒီမှာဒွင်းသီးအသေးလေးလို့ထင်ရတဲ့အသီးလေးတွေလည်းတွေ့ခဲ့တာပေါ့နော်ဒါကတော့ hiking တစ်လျှောက်လုံးမှာ the most challenging part တော်သေးတာကအဲ့ဒီလိုမတ်ဆောက်ကြီးတက်ခါတာ300 မီတာလောက်ပဲရှိလို့ကဲတက်လာလိုက်တာအခုဆိုရင်မောနေပြီပေါ့နော်စကားတော့မပြောနိုင်တော့ဘူးမောတော့မှာပေါ့အဲ့ဒီကနေပြီးတော့အဲ့ဒီမတ်ဆောက်ကြီးကိုတက်ခဲ့ရတာ哦ဒါကတော့ရောက်ခံနေပြီပေါ့နော်ရောက်ပါပြီတောင်ထိပ်ကိုရောက်ပါပြီရှင်တောင်ထိပ်ကနေကြည့်ရတဲ့အမောပြည် view ကဘာနဲ့မှမလဲနိုင်ဘူးပေါ့ကွယ်ဒါကတော့ပြန်ဆင်းတော့မှာပေါ့နော်မတ်ဆောက်ကြီးပါလမ်းတစ်လျှောက်မှာရှိတဲ့တဘာဝရေတံခွန်လေးတွေစီကအေးများတဲ့ရေလေးတွေနဲ့ချွေတုပ်အမောပြည်စုစုပေါင်းတက်လိုက်တာ3 နာရီလောက်ကြာသွားတယ်ပေါ့နော်ဒါပေမဲ့တောင်ထိပ်က view ကတော့ဘာနဲ့မှမလဲနိုင်တဲ့ခံစားချက်ကိုပေးပါသည်တောင်အောက်ပြန်ရောက်တော့အုံးရီအေးအေးလေးနဲ့အရန်ပန်းညံ့နဲ့ဆွဲ